ဒီနေ့ကတော့တာမွေမြို့နယ်ထဲမှာ9500ကျပ်ကနေစပြီးလက်လုတ်ခောက်ဆွဲတွေဂျုံခောက်ဆွဲကောင်းကောင်းတွေကိုစားလို့ရတဲ့ဆိုင်အစ်စ်လေးဖွင့်ထားလို့ပါရှင်ဖတ်ထုတ်ပဲစားမလားဂျုံခောက်ဆွဲပဲစားမလားဒီဆိုင်မှာကတော့မီနူးအရသာအစုံပါပဲဒီဆိုင်ကလေအခုမှဖွင့်ထားတာပေါ့နော်ဆိုင်နေရာလေးကလည်းတာမွေမြို့နယ်လို့သာပြောတာအဲ့နေရာကအီတာယာလမ်းကိုပေါ့နော်ညီမအရင်ကထင်ထားတဲ့ရန်ကင်းလို့ထင်တာဒါပေမဲ့အခုကတာမွေမြို့နယ်မှန်သိရပေါ့နော်ညီမကတော့ခောက်ဆွဲတရေပေါ့နော်ခောက်ဆွဲတရေဆိုပေမဲ့လည်း ready made ခောက်ဆွဲတွေတော့မစားတတ်ပါဘူးအဲအကြောင်းမလို့ဒီလိုမျိုး home made ခောက်ဆွဲတွေကိုလိုက်ရှာပြီးတော့မှတ်ထားရပါတယ်ဒါပေမဲ့ပတ်စံတော့ကုန်တာပေါ့ရှင်ကဲဒါဆိုရင်စိုင်ပုံစံလေးကိုလိုက်ပြပေးမယ်နော်ဒီနေရာလေးကတော့ကားပါကင်ထားဖို့နေရာလေးပါကဲဒါကတော့စိုင်ဝင်ချင်းနေရာလေးအဲကွန်နဲ့မှဆိုတဲ့သူတွေအတွက်ကလည်းအဲကွန်ကန်လေးလည်းရှိပါသေးတယ်တခုအစင်မပြေတာလေးကလေဒီဆိုင်ကမနက်9နာရီကနေညနေ3နာရီထိပဲဖွင့်တာပေါ့နော်ညဘက်မှဘိုက်စားရဲဆိုရင်တော့စားလို့မရပါဘူးစောထားပါမယ်ဆိုင်နာမည်လေးကတော့ Morning Tea House ပါညီမတို့သွားစားတော့ကတော့ပဇွန်ဖတ်ထုတ်ရတာလေးကနည်းနည်းတော့လေးသွားပါတယ်ဒါပေမဲ့ပြန်ပြင်ခိုင်းလိုက်တဲ့ခါကျတော့တော်တော်လေးရတာရှိသွားပါတယ်ကြံတဲ့ခောက်ဆွဲတော်တော်များကတော့အရသာပြင်းတဲ့ဘက်ကိုမသွားပါဘူးတဘာဝအရသာတိုင်းနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ဒီဆိုင်ရခောက်ဆွဲရဲ့အရသာကတော့ရှမ်းတရုတ်ရတာပေါ့နော်ရှမ်းတရုတ်ရတာဆိုတာကလေတရုတ်ရတာစစ်နဲ့ဘာကွာလဲဆိုတော့အရသာအရန်မပြင်းမဲ့နဲ့တရုတ်စတိုင်လေးနဲ့စားလို့ကောင်းတာမျိုးပါအရသာကတော့လူကြီးတွေပါစားနိုင်တဲ့အရသာမျိုးပေါ့နော်ကဲဒါဆိုရင်ဆိုင်မှာရနိုင်တာလေးတွေကိုပြောပြပေးမယ်နော်ဒီဟင်းမွှဲလေးကတော့စောကပြောတယ်ဖတ်ထုတ်စီချက်ပါဒါကတော့အမဲသားနဲ့အတုပ်နဲ့အရေး2မျိုးရပါမယ်ဒါလေးကတော့ရှမ်းတရုတ်စတိုင်ဂျုံအမဲသားမုံညင်းကျင်နဲ့ချက်ထားတဲ့ဟင်းပွဲလေးပါအခုပြထားတာလေးကတော့တက်လို့စားကျင်သူများအတွက်ပေါ့နော်တက်လို့ခောက်ဆွဲပါဒီဟင်းပွဲလေးကတော့ဝတ်သားစီချက်ခောက်ဆွဲပါဒါလေးကတော့အမဲသားစိမ့်ပြုတ်တဲ့ကဲဒါလေးကကြတော့အိုးသေးမိရှည်လေးပါဒီဟင်းပွဲလေးကတော့အမဲလုံးတုပ်လေးပါရှင်ဒီဆိုင်မှာကလေဂျုံခောက်ဆွဲနဲ့တွဲပြီးစားဖို့အတွက်ပဲလိတ်ကြော်နဲ့ဝက်ခောက်ကြော်လေးကိုလည်းထားပေးထားပါတယ်အခုပြထားတာလေးကတော့ခောက်ဆွဲတွေအပူအဆက်တွေစားပြီးရင်စားဖို့ကတော့အချိုပွဲအေးအေးလေးပေါ့နော်ဒီဆိုင်မှာဆန်ချိုအေးလေးလည်းရပါတယ်နော်ဒီဆိုင်မှာရောင်းချနေတဲ့ခောက်ဆွဲသားတွေက home made တွေဖြစ်တာမို့မိသားစုလူကြီးတွေပါအကုန်လုံးစားလို့ရတဲ့အရသာမျိုးပေါ့နော်ညီမကတော့လုံးဝကိုကြိုက်နေပါတယ်အခုညီမပြောခဲ့တဲ့ Morning Tea House ဆိုင်လိုမျိုး home made ဆိုင်လေးကတော့ရန်ကုန်မှာရှိရပေါ့နော်နည်းနည်းတော့ရှားပါတယ်အဲ့ဒါမို့သွားစားဖို့အတွက်ဆိုင်လေးစာအပြည့်စုံတဲ့နေရာလေးကိုတည်တည်ချာလေးလမ်းညွှန်ပေးပါမယ်ရှင်ကဲအားလုံးပဲစားကောင်းပျော်ရွှင်ကြပါစေရှင်